စရိုက်ဆိုးများကိုမြတ်ဗုဒ္ဓ၏အဆုံးအမဖြင့်ဖယ်ရှားခြင်းဒီကနေ့ခေတ်ကိုကြည့်လိုက်လောကလူသားတွေရဲ့အလယ်မှာကမ္ဘာမှာရှိကြတဲ့လူဦးရေတန်ပေါင်း 9000လူသားတွေရဲ့အကျင့်စရိုက်တွေကိုမိမိတို့လက်လန်းမိသမျှကြည့်မယ်ဆိုလို့ရှိရင်စရိုက်တွေဟာဆိုးလာတယ်ဆိုတာပြောရမှာဖြစ်တယ်မကြာခဏမြန်မာနိုင်ငံနေရေးသားတဲ့သတင်းတွေမှာတင်ပဲစရိုက်ဆိုးများတွေအလွန်ပဲပေါ်များလာတာကိုတွေ့ရရှေးရခင်ကမကြားဘူးတဲ့ဟာတွေလည်းကြားလာရတယ်ပေါ့စရိုက်ဆိုးတွေလူလောကကြီးမှာလွှမ်းမိုးလာတာဟာတော့ခုမှမဟုတ်ပါဘူးမြတ်စွာဘုရားမပွင့်ခင်ကတည်းကစရိုက်ဆိုးတွေကလွှမ်းမိုးလာခဲ့တာဖြစ်တယ်အဲ့ဒီစရိုက်ဆိုးတွေကလွှမ်းမိုးလာတဲ့အချိန်ကနေစပြီးခဏထိရပ်တန့်သွားတယ်လို့မရှိဘဲနဲ့ပို့များလာတယ်ဆိုတာအမှန်ကန်ဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်သိမှာကိုယ်နေရာကိုမြို့ကိုဒေသအကွက်ကလေးတွေမကြည့်ဘဲနဲ့တစ်ကမ္ဘာလုံးကိုခြုံငုံကြည့်မယ်ဆိုရင်စရိုက်ဆိုးတွေဟာအလွန်ပဲလွှမ်းမိုးလာတယ်များပြားလာတယ်ဆိုတာထင်ရှားတယ်ဒီနေရာမှာစရိုက်ဆိုတဲ့စကားလုံးလေးကိုကြည့်ရပါဠိဘာသာနဲ့စရိတလို့ခေါ်တယ်စရိတဆိုတာလူတွေရဲ့အမှုအကျင့်တွေပြောတဲ့အမှုအကျင့်လုပ်တဲ့အမှုအကျင့်စိတ်နေသဘောထားအမှုအကျင့်ဆိုတာတွေကိုစရိတလို့ခေါ်တယ်လူတွေတွေးကြံကြပုံပြောဆိုကြပုံလုပ်ကိုင်ကြပုံဆိုတဲ့လူသားတွေအများစုရဲ့အမှုအကျင့်တွေကိုစရိတအဲ့ဒီစရိတရှေ့ကနေစကားလုံးတစ်ခုထည့်လိုက်တဲ့အခါကောင်းတဲ့အမှုအကျင့်ကိုသူစရိတလို့ခေါ်တယ်မကောင်းတဲ့အမှုအကျင့်တွေကြတော့ဒုစရိတလို့ဒီလိုခေါ်တယ်အဲ့ဒီဒုစရိတဆိုတဲ့စကားလုံးကဒုစရိုက်ဆိုတာဖြစ်လာနော်ဒုစရိတရဲ့အဓိပ္ပာယ်ကဘာတော့လို့ဆိုဒုဆိုတာပျက်စီးနေတဲ့စရိတအကျင့်စရိုက်များလို့ဆိုလို့ဖြည့်ဆည်းခံထားရတဲ့အကျင့်စရိုက်များပျက်စီးနေဘယ်သူတွေကဖြည့်ဆည်းထားတော့လို့ဆိုလို့ရှိရင်တဘာဝတရားတွေထဲမှာလူတွေရဲ့စိတ်နေသဘောထားထဲမှာဖြစ်ပေါ်လာတဲ့လောဘကဖြည့်ဆည်းထားတယ်ဒေါသကဖြည့်ဆည်းထားတယ်မောဟတွေမာနတွေအိတ်တာတွေမစ္စရိယတွေကဖြည့်ဆည်းထားအဲ့ဒီဖြည့်ဆည်းထားလို့လောဘဒေါသမောဟဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေရဲ့ဖြည့်ဆည်းမှုကြောင့်လူတွေရဲ့စိတ်နေသဘောထားတွေဟာပျက်စီးလာတယ်ပြောဆိုမှုတွေဟာပျက်စီးလာတယ်လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်းပျက်စီးလာအဲ့ဒီပျက်စီးလာတဲ့အတွေးအကြံအပြောဆိုအလုပ်ကိုင်တွေမှန်သမျှကိုဒုစရိတလို့ဒီလိုဆိုတာပေါ့နောက်အဓိပ္ပာယ်တစ်ခုကတော့ဒုဋ္ဌုစရိတံဒုစရိတံလို့ဆိုရတယ်ဒုဋ္ဌိဆိုတာမကောင်းကျိုးကိုဖြစ်ပေါ်စေတတ်လို့မကောင်းတဲ့စရိတအမှုအကျင့်စိုးတွေလို့ဆိုမကောင်းမှုဆိုတာဘာကြောင့်မကောင်းတော့ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာကိုမဖြစ်စေလို့မကောင်းဘူးလို့ပြောတယ်ဒီနေ့ခေတ်လူသားတွေရဲ့တွေးကြံမှုတွေဟာလောဘနဲ့တွေးတယ်ဒေါသနဲ့တွေးတယ်အဲ့ဒီလောဘဒေါသစတဲ့ကိလေသာတွေနဲ့တွေးတဲ့အတွေးကောင်းတဲ့အတွေးမဖြစ်ဘူးပြောတဲ့စကားတွေကလည်းလောဘဒေါသမောဟလွှမ်းမိုးထားတဲ့စိတ်တွေနဲ့ပြောတာဖြစ်တော့ကြောင့်ပြောတဲ့စကားကလည်းအကောင်းမဖြစ်ဘူးလုပ်တဲ့အလုပ်ကလည်းအကောင်းမဖြစ်ဘူးလို့အဲ့ဒီလိုအခြေအနေဆိုးတွေဖြစ်ပေါ်နေတာဒုစရိုက်လို့ခေါ်တာစတင်ဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့ဒုစရိုက်ဟာလောကကြီးကနေနောက်ဆုတ်သွားတယ်လို့မရှိဘူးရာခိုင်နှုန်းတိုးတက်များပြားလာတာသာရှိတယ်
ကဘာဥကာလကစပြီးဒုစရိုက်တွေစဖြစ်လာပုံလေးကိုတစ်စိတစ်စောင်းအကဲခတ်ကြည့်ရအောင်လူလောကမှာအကျင့်သီလအလွန်ကောင်းနေတဲ့အချိန်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကဘုံတကုတ်တေဇောအာနုဘောအလွန်ကြီးမားပြီးကုသိုလ်စွမ်းအားနဲ့တရားသဖြင့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့စัจ java ရိမင်းဆိုတာရှိတယ်စัจ java ရိမင်းဆိုတာအချောင်ဖြစ်လာတာတော့မဟုတ်ဘူးဓမ္မိကောဓမ္မရာစာသူကိုယ်တိုင်ကတရားကိုကျင့်သုံးလို့တရားသဖြင့်အုပ်ဆိုးရတဲ့မင်းမျိုးဖြစ်တယ်ပေါ့အဲ့ဒီမင်းမှာအစွမ်းတတ္တိရှိလာတဲ့ယရနာတွေသူတဏ္ဍမှာရှိလို့ကဘာကြီးကိုအုပ်ဆိုးတဲ့အခါမှာတရားသဖြင့်တိုင်းသူပြည်သားတွေရဲ့အကျိုးကိုဆောင်ရွက်တယ်သူရဲ့ထူးခြားတဲ့ဆောင်ရွက်တွေကဘာတွေတုံးလို့ဆိုရင်အဒနာနံဒနမနုပါဒိတပံဆိုတာသူရဲ့ဆောင်ရွက်မှုတစ်ခုပါဒနကျေးငွေမလုံလောက်လို့စားရမဲ့မဲ့တောက်ရမဲ့မဲ့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဘုရင်ကနေပြီးတော့မဆချီးမြှင့်တဲ့ငွေကြေးဆိုတာရှိတယ်ဆင်းရဲသားတွေကိုထောက်ပံ့ပေးတဲ့ငွေကြေးသူ့ဘဏ္ဍာကနေထုတ်ပြီးတော့ထောက်ပံ့ပေးတာထောက်ပံ့ပေးခြင်းအပြင်စားရမဲ့မဲ့တောက်ရမဲ့မဲ့လူတွေဟာစိတ်ဆင်းရဲမှုတွေမဖြစ်တဲ့အခါမှာစာဝတ်နေရေးလေးပြည့်စုံနေတဲ့အခါမှာသူတို့ဟာစိတ်ဒေါသစိတ်ထဲမှာဒေါသဖြစ်ခြင်းအလိုမကျခြင်းတွေမဖြစ်ဘဲစားနေရတဲ့အခြေအနေလေးပေါ်မှာစိတ်နှလုံးအေးချမ်းမှုကိုရတော့စัจ java ရိမင်းကြီးအုပ်ချက်တဲ့တိုင်းပြည်မှာမကောင်းမှုတွေခိုးမှုတွေလူရဲမှုတွေမဖြစ်ပေါ်ဘူးတဲ့ဆင်းရဲတဲ့လူတွေကိုထောက်ပံ့ပေးထားသည့်အတွက်ကြောင့်ဆင်းရဲတဲ့လူတွေဟာစားမမဲ့တောင်းမမဲ့မဖြစ်ဘူးစားဝတ်နေပြည့်စုံသည့်အတွက်ကြောင့်သူတို့ဟာအေးချမ်းချမ်းဥပဒေပေါင်းတွင်ကနေကြတယ်အဲ့ဒီလိုနေရာကနေပြီးတော့စัจ java ရိမင်းကြီးရဲ့ယာရုကိုဆက်ခံတဲ့နောက်စัจ java ရိမင်းတွေအဆက်ဆက်ယာရုဆက်ခံတယ်ဆိုပေမဲ့လို့သူတို့ကိုယ်တိုင်လည်းတရားဓမ္မကျင့်သုံးရတယ်မကျင့်သုံးရင်သူတို့ကအမွေခံလို့မရဘူးစัจ java မင်းရဲ့တကောအာနာပါဝါကိုအမွေခံယူလို့မရဘူးအဲ့တော့သူတို့လည်းကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါမှာကြံတဲ့စီမင်းစည်းကမ်းတွေလိုက်နာရမယ့်စည်းကမ်းတွေကိုလိုက်နာတော့လည်းပဲနောက်ဆုံးတက်လာတဲ့စัจ java ရိမင်းလောင်းကအဒနာနံဒနမနုပါတိတပံငွေကြေးဓနမပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုငွေကြေးဓနထောက်ပံ့ပေးရမယ်ဆိုတဲ့စည်းကမ်းချက်ကိုသူကမလိုက်နာတော့မလိုက်နာပဲနဲ့တိုင်းသူပြည်သားတွေကဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုစစ်စစ်ရွေးကောက်ပြီးတော့ထောက်ပံ့တဲ့အလုပ်ကိုမလုပ်ဘူးသူမလုပ်ဘဲနေလိုက်တော့ဘာဖြစ်လာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဟာစားစရာတောက်စရာမရှိစားစရာတောက်စရာမရှိတော့စားတောက်နေကြတဲ့ပုဂ္ဂိုလ်တွေကိုမြင်တဲ့အခါကျတော့အဲ့ဒီစားတောက်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပစ္စည်းကိုတိတ်တဆုပ်ခိုးယူခြင်းလို့ဆိုတဲ့အဋိဏဒါနအစတင်ဖြစ်ပေါ်လာဒါလူလောကမှာဒုစရိုက်ရဲ့အစကအဋိဏဒါနလို့ဒီလိုဆိုနော်လူဓမ္မလည်းတဘာဝကြတယ်လေသူများတွေကစားနေတယ်ကိုမစားရဘူးဆိုရင်ဒါကိုပြောတာမြန်မာစကားမှာဥမတောက်မှသီလဆောင်ဆိုတာဥမတောက်မှဆိုတာစားစရာရှိမှစားစရာမရှိရင်လူကခိုးမှာပဲခိုးလာတယ်အဲ့ဒီလိုခိုးမှုကျူးလွန်လာရာကနေစပြီးတော့လူလောကမှာဇယိုက်ဆိုးတွေပေါ်လာအေးခိုးတဲ့အခါကျတော့ဘုရင်ကြီးကဘာလုပ်တုံးဆိုတော့ခိုးတဲ့လူဖမ်းပြီးတော့မေးတယ်ဘာလို့ခိုးလဲစားစရာမရှိလို့ခိုးတယ်စားစရာမရှိလို့ခိုးတယ်ဆိုရင်နောက်ကိုမခိုးနဲ့ဆိုပြီးတော့ငွေကြေးထောက်ပံ့ပေးတာသူလုံးထားငွေကြေးထောက်ပံ့လိုက်တယ်ခိုးမှုကြီးပေါ်ပြီးမှငွေကြေးထောက်ပံ့လိုက်တဲ့အခါကျတော့အရင်ကလုပ်ရမယ့်အလုပ်ကိုမလုပ်ဖဲနဲ့ပြစ်ထားပြီး
ခိုးမှုပေါ်တော့မှမခိုးအောင်လို့ဆိုပြီးတော့ငွေကြေးထောက်ပံ့လိုက်တဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာလူတွေရဲ့အမြင်မှာဘယ်လိုမြင်သွားတော့ဆိုခိုးလို့ဆုချတယ်လို့ဆိုအဓိပ္ပာယ်ရောက်ပါဒါအလွန်စဉ်းစားစရာကောင်းတဲ့အလုပ်တွေနော်ခိုးမှုပေါ်လာပြီးတဲ့နောက်မှအခုလို့သွားပြီးတော့နောက်မခိုးနဲ့စားစရာမရှိငါပေးမယ်ဆိုတဲ့အခါကျတော့ခိုးပြီးမှလုပ်တဲ့အခါကျတော့ခိုးလို့ဆုချတယ်လို့ကြံတဲ့လူတွေကတွေးကုန်တွေးတော့ဘာဖြစ်လဲငါလည်းခိုးမှပဲဆိုစိတ်တွေပေါ့ဒါဟာလူရဲ့သဘာဝပဲပေါ့လူရဲ့သဘာဝပဲသဘုံလုံးစားလို့အခွင့်အရေးတွေရတယ်ဆိုရင်ကြံတဲ့လူတွေကဘာလို့ငါလည်းသဘုံလုံးမှပဲဖြစ်လာနော်ခွင့်ရေးတစ်ခုရလာပြီဆိုရင်အဲ့ဒီအခွင့်အရေးကိုရကျင်လာတဲ့လူတွေဟာဒါလို့ဖို့စိတ်ကူးတွေဝင်လာဒီအိဗယ်မျိုးအဲ့တော့အဲ့ဒီကနေစပြီးတော့ရာဇဝမှုကြီးကတားလို့မရတော့တားလို့မရခိုးမှုတွေဆက်ကဖြစ်တယ်နောက်ဆုံးကြတော့ဘုရင်ကငွေတော်ထုတ်ပေးပြီးတော့ခိုးတဲ့လူတွေကိုစာဝတ်နေပြည့်စုံအောင်ဘယ်လိုပဲစီမံလုပ်ခိုးမှုကရပ်မသွားတော့ဘာလို့တုံခိုးဖမ်းပြီးတဲ့အခါအဲ့ဒီလူကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့တတ်တယ်တတ်တဲ့အခါရပ်သွားလာလို့ဆိုမရပ်ဘူးအေးသူတတ်ကိုတတ်ပဲသူကလည်းလက်နဲ့တည်နဲ့အဲ့ဒါလို့ပစ္စည်းယူလူတတ်ဆိုတာမျိုးဖြစ်လာတော့အဲ့တော့အာရိဏဒါနကိုမတားဆီးနိုင်တဲ့အပြင်မှာပါဏာတိပါဒဆိုတာဆက်ပိုးလာပြန်ဒါကဘာကြီးမှာတကယ်ဖြစ်လာတဲ့အနေအထားမျိုး side effect လို့ခေါ်တာပေါ့ side effect ဆိုတာ side effect လူတွေမှာဘယ်အလုပ်ပဲလုပ်မျောလင့်ထားတဲ့အရာမဟုတ်ဘဲနဲ့မမျောလင့်တဲ့ဘက်ကနေပြီးတော့ဆိုးကျိုးတွေဟာဖြစ်ပေါ်လာတယ်ဒါအလွန်သတိထားစရာကောင်းတဲ့အချက်မမျောလင့်တဲ့နေရာကဆိုးကျိုးတွေဖြစ်လာအဲ့ဒီဆိုးကျိုးတွေဘေးထွက်ဆိုးကျိုးလို့ခေါ်တာအဲ့ဒီဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာတာတားလို့မရတော့ဘဲနဲ့ဆိုးကျိုးတွေဟာတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာလိုက်တာနောက်ဆုံးမှာလူလောကမှာဒုစရိုက်10မျိုးလုံးကျူးလွန်တဲ့အဆင့်ထိအောင်ရောက်လာတယ်စရိုက်ဆိုးတွေဟာတားလို့မရဘူးငကိုယ်တည်းကစရိုက်ဆိုးမပေါ်အောင်ထိရမယ်အစားပေါ်လာမှသွားထိန်လို့ရှိရင်နောက်ကျသွားသည့်အတွက်ကြောင့်လုံးလို့မရတော့ဘူးအမဲဖြစ်သဘုံတွေမဖြစ်အောင်အစရေကြိုတင်ပြီးတော့ဆောင်ရွက်သဘုံတကန်တွေပေါ်လာပြီးမှဖြည့်ရှင်းတဲ့အခါမှန်ကန်တဲ့နည်းနဲ့မဖြည့်ရှင်းနိုင်ဘူးဆိုလို့ရှိရင် side effect လို့ခေါ်တဲ့ဘေးထွက်ဆိုးကျိုးတွေဟာရောက်လာတတ်တယ်တဲ့မြတ်စွာဘုရားပွင့်တဲ့အခါမှာဆိုရင်လူလောကကြီးကမြတ်စွာဘုရားကအနှစ်100တန်းမှပွင့်တာကိုဂေါရမဘုရားပွင့်တဲ့အချိန်မှာလူလောကမှာဒုစရိုက်တွေလွှမ်းမိုးနေတဲ့အချိန်ဖြစ်လာခဲ့ပြီဒါကြောင့်မို့ဒုစရိုက်တရားတွေဟာဘယ်လောက်အတိုင်းအတာအထိလွှမ်းမိုးတော့ဆိုရင်လူ4ယောက်မှာ3ယောက်လောက်ကလူဆိုးဖြစ်ပြီးတော့လူ1ယောက်သာလင်အကျင့်ကောင်းတာရှိတော့တယ်3ယောက်လောက်ကအဆိုးဖြစ်သွားနော်ရုပ်4ပါးဆိုတာစာပေကျမ်းဂန်ထဲမှာရေးထားတာရှိတယ်ကတယုတ်တဲ့တရေတာယုတ်ရုပ်ဆိုတာယုခဆိုတဲ့စကားလုံးကလာယုခဆိုတာခစ်လို့ဆိုလို့နှစ်အပိုင်းခြားတဲ့ခစ်အဲ့ဒီယုခဆိုတဲ့ထဲမှာကတယုခလို့ဆိုတာဘယ်လိုအခါမျိုးကိုခေါ်တော့ဆိုလူ4ယောက်ရှိရင်4ယောက်စလုံးဟာစရိုက်ကောင်းကြ4ယောက်စလုံးကောင်းတယ်အဲ့ဒီအချိန်ဟာအကောင်းဆုံးရွှေခေတ်လို့ပြောအောင်ခန္ဓာစကြဝဠာမင်းရှိနေတဲ့အချိန်ပေါ်လာတဲ့အချိန်အကောင်းဆုံးချိန်အဲ့ဒီထဲကနေပြီးတော့ကတယုကနှစ်ပေါင်းများစွာကြားလာတဲ့အခါတရေတာယုကလို့ဆိုတဲ့ဒုတိယခေတ်ပိုင်းခြားတစ်ခုကိုဆန်းလာတဲ့အခါကျတော့လူ4ယောက်မှာ1ယောက်ကလူဆိုးဖြစ်လာဒုစရိုက်တွေလှုပ်လာ3ယောက်ကလူကောင်းရှိအကောင်းကများလို့တော်သေးတယ်သို့တော့အဲ့ဒီအကောင်းများတာဟာအဆိုး3ယောက်ကိုအ
အကောင်းတယောက်ဒီအဆိုးအကောင်း၃ယောက်ကအဆိုးတယောက်ကိုကောင်းအောင်လုပ်နိုင်လားလို့ဆိုမလုပ်နိုင်အဆိုးတယောက်နောက်ကိုကြံတဲ့အကောင်းတွေကပါသွားဘယ်လိုဥပမာနဲ့မှတ်ရတော့လောကသဘာဝဒီသားကိုမကောင်းတဲ့လူတွေနဲ့မပေါင်းဖို့ဖခင်လုပ်တဲ့ပုဂ္ဂိုလ်ကဆုံးမတော့နားမထောင်တဲ့အခါမှာလက်တွေ့ပြငါသားမကောင်းတဲ့လူတွေနဲ့မပေါင်းနဲ့မကောင်းတဲ့လူတွေနဲ့ပေါင်းရင်မင်းနဲ့မကောင်းတာပဲဖြစ်မယ်ဆိုတာကိုသက်သေပြတဲ့အနေနဲ့ဈေးသွားပြီးတော့တရသီးအကောင်းကိုးလုံးနဲ့အပုပ်တစ်လုံးဝယ်လာပြီးတဲ့အခါမှာတရသီးအမဲ့အကောင်းကကိုးလုံးအပုပ်ကတစ်လုံးကြောင်အိမ်ထဲမှာထည့်ထားအပုပ်ကိုလေကောင်းထားပြီးတော့အကောင်းကိုးလုံးကိုဘေးကရန်ထားတယ်နောက်ရက်လေရောက်ရောနော်အပုပ်တစ်လုံးနောက်ကိုကျန်တဲ့ကိုးလုံးအကောင်းတွေကပါသွားတယ်အပုပ်တစ်လုံးကိုအကောင်းတွေကကောင်းအောင်မလုပ်နိုင်ဘူးတဲ့နော်ကိုးလုံးကအကောင်းဖြစ်ခဲ့တဲ့နဲ့မကောင်းတဲ့အလုံးတစ်ခုကိုကောင်းအောင်မလုပ်နိုင်ပဲနဲ့ပုတ်နေတဲ့အလုံးနောက်ကိုလိုက်သွားပြီးကျန်တဲ့ကိုးလုံးကလည်းအပုတ်ဖြစ်သွားဒီလိုဆိုတာအဲ့တော့လောကမှာလူတော်လူကောင်းခေါဏက3ယောက်ကလူဆိုးတယောက်ဇေယိုက်ဆိုးတဲ့လူတယောက်ကိုသူကဆွဲဆောင်ပြီးတော့ကောင်းအောင်မလုပ်နိုင်ဘူးလို့ဒီလိုပြောကောင်းအောင်မလုပ်နိုင်ဘူးအဲ့ဒါလို့နဲ့လူလောကကြီးဟာတဖြည်းဖြည်းနဲ့ဇေယိုက်ဆိုးတွေကများလာနောက်တစ်ခေတ်ဆန်းလာတဲ့အခါဒွါပရဆိုတဲ့ယုဂကိုရောက်လာတဲ့အခါကြလို့ရှိရင်ဘာဖြစ်လဲလို့ဆိုဒွါပရယုဂရောက်လာတဲ့အခါမှာလူ4ယောက်မှာ2ယောက်ကဇေယိုက်ဆိုးတွေဖြစ်ပြီးတော့2ယောက်ကဇေယိုက်ကောင်းသေးတယ်အဲ့တော့တဝက်ကအဆိုးဖြစ်လာနောက်ဆုံးမသွားဘူးတဖြည်းဖြည်းဆိုးလာအဲ့တော့လူ4ယောက်မှာ2ယောက်ကအဆိုး2ယောက်ကအကောင်းအဲ့ဒါလို့တဝက်စီဖြစ်လာတဲ့အခါနောက်ခေတ်တစ်ခေတ်ရောက်လာတော့ကလိယုဂလို့ခေါ်တယ်အဲ့ဒီကလိယုဂဆိုရင်ဆုတ်ကတ်ခေတ်ကြီးပြောင်းလာတဲ့အခါကျတော့လူ4ယောက်မှာ3ယောက်ကအဆိုးဖြစ်သွားတယောက်ပဲအကောင်းကျန်အဲ့ဒီအချိန်မှာခေါရမမြတ်စွာဘုရားပွင့်လာလူ4ယောက်မှာ3ယောက်ကဇေယိုက်ဆိုးပြီးတော့တယောက်ပဲကောင်းတယ်အဲ့ဒီတယောက်ပဲကောင်းတဲ့ခေတ်ကလေးမှာခေါရမမြတ်စွာဘုရားပွင့်ပေါ်လာခြင်းကြောင့်တရားရန်ဟာခုချိန်ထိအောင်တန့်သွားတဲ့သဘောလေးဖြစ်တာဒီကနေ့ခေတ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလူလောကမှာပေါ်ထွန်းလာပြီးတဲ့နောက်နှစ်ပေါင်း2600ကျော်အနေအထားမျိုးရောက်လာပြီမြတ်စွာဘုရားပြိဋိဘံစံသွားတာသည်ပင်နှစ်ပေါင်း2558နှစ်ကိုရောက်လာပြီအဲ့ဒါလို့နှစ်ပေါင်းကြာလာတဲ့အခါဇေယိုက်ဆိုးတွေဟာလူလောကမှာတဖြည်းဖြည်းများလာတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့များလာတဲ့အနေအထားတွေကြောင့်မို့လို့ဒီကနေ့ခေတ်ကြီးဟာဆိုးဝါးတောင်းကျမ်းတဲ့အနေတွေကိုဖြစ်လာအဲ့ဒါလို့ဆင်းရဲတဲ့အကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့ဇေယိုက်ဆိုးတွေကိုသာဝရပျောက်ကွယ်သောအောင်လုပ်နိုင်တဲ့နည်းစနစ်ဟာကဘာမှာရှိသလားလို့ဆိုဘယ်မှာမှမရှိဘယ်ကဘာမှာမှမရှိဘူးသို့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဇေယိုက်ဆိုးတွေဟာလုံးဝနောက်ကျောင်းပြန်မလာအောင်ပုဂ္ဂိုလ်တဦးစီမှာတော့လုံးလို့ရတဲ့နည်းစနစ်တွေရှိတယ်ပေါ့တခြားနည်းအနေနဲ့ဇေယိုက်ဆိုးတွေပျောက်သွားအောင်လောကကြီးကနေပြီးဇေယိုက်ဆိုးတွေပျောက်ကွယ်သွားအောင်ဘယ်လိုမှလုံးနိုင်စွာမရှိသည့်အတွက်ကြောင့်တဖြည်းဖြည်းဇေယိုက်ဆိုးတွေဟာများစဉ်းစားကြည့်နော်လူကြီးတန်ပေါင်း9000ရှိတယ်အဲ့တန်ပေါင်း9000သောလူတွေပါဏာတိပါဒအမှုကိုကျူးလွန်နေကြလို့
နေ့စဉ်နဲ့အမျှတန်ပေါင်း9000သောလူတွေတဲကဇေယိုက်ဆိုးတွေလွှမ်းမိုးနေတာဘလောက်များလာလဲလို့ဆိုရင်ကုန်းတော်ဝါအရေးအတွက်ပဲကြည့်တန်ပေါင်းများစွာသောတရိစ္ဆာန်တွေကိုတတ်ဖြတ်ပြီးတော့စားတောင်းနေကြတယ်ကြည့်ပါဏာတိပါဒဟာတနေ့တနေ့ဘလောက်များတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်ကိုမြို့ကိုဒေသတနေရာတည်းမကြည့်နဲ့တစ်ကမ္ဘာလုံးခြုံကြည့်မယ်ဆိုရင်ကုန်းတော်ဝါလူတွေတတ်တဲ့တော်ဝါတွေဟာနေ့စဉ်နဲ့အမျှတန်းချီရှိတယ်လို့ဆိုဒါကကုန်းတော်ဝါတစ်ခုတည်းတင်ပြောတာရေတော်ဝါတတ်ရင်နော်ရေတော်ဝါဆိုလို့ရှိရင်ပိုက်နဲ့ဖမ်းလိုက်ရင်ငါးတွေဘယ်လောက်များတယ်ဆိုတာသိတယ်ပေါ့နော်အေးရေတော်ဝါကြတော့တန်ပေါင်းအလွန်များစွာနေ့စဉ်နဲ့အမျှလူတွေဟာတပ်ဖြတ်နေကြတယ်ဆိုတဲ့အဓိပ္ပာယ်ကြည့်ုံနဲ့ထင်ရှားသိနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယမိပါဏာတိပါဒဆိုတဲ့ဇေယိုက်ဆိုးရှောင်ကျင်မှုရာတွင်တွင်ဟောကြားနေတော့လေဒီကနေ့ခေတ်မှာတရားဝါတွေကိုတတ်တဲ့ပါဏာတိပါဒအမှုဟာလုံးဝရပ်ဆိုင်သွားခြင်းမရှိဘဲနဲ့နေ့စဉ်နဲ့အမျှတိုးတဲ့သာတိုးလာဒါတွေမကဘူးလူသားအချင်းချင်းတတ်တဲ့သတင်းတွေနားထောင်ကြည့်တိရစ္ဆာန်တွေကိုတတ်တာကိုလူတွေကထည့်ပြီးပြောခြင်းမှပြောမယ်လူသားအချင်းချင်းကနေတတ်နေကြတဲ့တတ်ဖြတ်မှုကျူးလွန်မှုတွေကဘလောက်များပြားလာသလဲကြောင်းမဲ့ဖွယ်ရာလောကလူသားတွေဟာနေ့စဉ်နဲ့အမျှနော်သိင်္ဂနာနောကလူတွေဟာနေ့စဉ်နဲ့အမျှလူသားသမားရဲ့လက်ချက်နဲ့အသက်ထွက်နေကြအဲ့တော့ပါဏာတိပါဒဆိုတဲ့ဒုစရိုက်ဆိုဟာနောက်ဆုတ်သွားသလားမဆုတ်ဘူးရသော်ဘုရားကလှုပ်ထောရက်ဆက်တဲ့နှလုံးသားရှိတယ်ကြမ်းတမ်းတယ်ရက်ဆက်တယ်လောဟိတပါဏိသွေးစွန်းနေတဲ့လက်ရှိတယ်ပဟတပဟတိနိဝိထောတတ်မှုဖြတ်မှုကိစ္စတွေမှာအမြဲတမ်းရောက်ရှိနေဒီအလုပ်ကိုအမြဲလုပ်နေတယ်အထေယပန်တော့တဲ့အကျဉ်းနာတရားမရှိဘူးလောကလူသားတွေဟာတတ်တတ်ဖြတ်တတ်တဲ့ပါဏာတိပါဒကျူးလွန်နေတဲ့ပုဂ္ဂိုလ်တွေဟာအကျဉ်းနာတရားကင်းမဲ့ပြီးတော့တရားတွေရောလူချင်းချင်းရောနေ့စဉ်နဲ့အမျှတပ်ဖြတ်နေတဲ့ပြစ်မှုတွေဟာနည်းသလားဆိုမနည်းဘူးနည်းဘူးတည်တည်ချာချာမှုခင်းနေဖတ်ကြည့်မယ်ဂျာနယ်တွေဖတ်ကြည့်မယ်ဆိုရင်တလားမှာမြန်မာနိုင်ငံတင်ပဲအသက်ခံရတဲ့ပုဂ္ဂိုလ်ဟာနည်းမဲ့မထင်ဘူးတရားတွေကိုထက်မတွက်နဲ့အောင်တရိစ္ဆာန်တွေကိုထက်မတွက်နဲ့အောင်လူချင်းချင်းတတ်ကြတာဒီပင်လင်များတဲ့များလာပြစ်မှုတွေများတဲ့အဲ့ဒီဇေယိုက်ဆိုးတွေကိုဘာနဲ့တားမလဲဒီလိုဆိုလို့လောကမှာတခြားနည်းနဲ့ဇေယိုက်ဆိုးတွေလုံးဝပျောက်သွားအောင်လုပ်နိုင်တာမရှိဘူးရသော်ဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းဖြင့်သာလေဇေယိုက်ဆိုးတွေဟာပျောက်ကင်းသွားနိုင်တယ်ဇေယိုက်ဆိုးဆိုတာတတ်မှုဖြတ်မှုတစ်ခုတည်းတင်ဇေယိုက်ဆိုးမဟုတ်ဘူးအဒိဏဒါနဆိုတဲ့ခိုးမှုဝက်မှုနော်မတရားယူမှုလိန်ညာယူမှုအဒိဏဒါနဆိုတာခိုးတာတစ်ခုတည်းတင်မဟုတ်ဘူးမတရားယူတာလိန်ယူတာညာယူတာအာဏာနဲ့ယူတာယူမှုတွေအားလုံးပဲအဲ့ဒါလို့မတရားလုပ်ပြီးတော့ယူတာတွေမှန်သမျှခိုးခြင်း25ပါးထဲမှာပါဝင်တယ်နော်မမှန်မကန်ပစ္စည်းတွေလှုပ်တာရောင်းဝယ်တာကအစခိုးခြင်းထဲမှာပါတယ်ပေါ့ရောရောင်းတာတို့အဲ့ဒါလို့မမှန်မကန်ကောက်ချစ်ဆင်းလဲတွေနဲ့ကောက်ချစ်ဆင်းလဲတဲ့နည်းတွေနဲ့အလေးမမှန်တာတို့တင်းတောင်မမှန်တာတို့ပစ္စည်းမမှန်တာတို့ဆိုတာတွေနဲ့အယောင်းဝယ်လုပ်နေခြင်းဆိုတဲ့ခိုးဝဲမှုအဒိဏဒါနအမှုတွေကရောရပ်တန့်သွားသလားဆိုမရပ်ဘူးခုနကလိုပဲစားစရာမရှိလို့ခိုးရကနေစပြီးတော့စားစရာရှိပေမဲ့လို့တခြားနည်းနဲ့ခိုးနေကြတာတွေကလည်းလောကမှာရပ်တန့်သွားသလားဆိုမရပ်တန့်ဒီဇေယိုက်ဆိုးကလည်းတိုးတဲ့တိုးလာပြန်တယ်ပေါ့လောကကြီးမှာကြည့်ပဲဆိုရင်ဒီဇေယိုက်ဆိုးဟာရပ်တန့်ပြီးတော့မသွားဘူးတိုးတဲ့တိုးလာဟောနောက်တစ်ခုကြည့်အောင်မယ်ကာမေတုမိစ္ဆာစာရ
ကာမေတုမိစ္ဆာစာရဆိုတာအမျိုးသမီးတွေကြည့်လိုက်မယ်ဆိုရင်10မျိုးအဲ့ဒီ10မျိုးတွေနဲ့ပတ်သက်ပြီးတော့အမျိုးသားတွေမှာဖြစ်ပေါ်တတ်တဲ့ကာမေတုမိစ္ဆာစာရတခါအမျိုးသမီးတွေရဲ့ကာမေတုမိစ္ဆာစာရအမျိုးသားတွေမှာဖြစ်တဲ့ကာမေတုမိစ္ဆာစာရနဲ့အမျိုးသမီးတွေမှာဖြစ်တဲ့ကာမေတုမိစ္ဆာစာရနှမျိုးရှိတဲ့တည်းမဲ့အမျိုးသားတွေဟာမိခင်ရဲ့အုပ်ထိပ်မှုအောက်မှာရှိတဲ့မိန်းကလေးဖခင်ရဲ့အုပ်ထိပ်မှုအောက်မှာရှိတဲ့မိန်းကလေးမိဘနှစ်ပါးရဲ့အုပ်ထိပ်မှုအောက်မှာရှိတဲ့မိန်းကလေးအကိုတွေညီမတွေအောက်ထိပ်မှုမှာရှိတဲ့မိန်းကလေးဆွေတွေမျိုးတွေရဲ့အုပ်ထိပ်မှုအောက်မှာရှိတဲ့မိန်းကလေးတရားကျင့်မောကျင့်မဲ့ပုဂ္ဂိုလ်တွေရဲ့အောက်ထိပ်မှုအောက်မှာရှိတဲ့မိန်းကလေးစသဖြင့်အဲ့ဒီလိုအုပ်ထိပ်မှုမကင်းသေးတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးဂုဏ်သိက္ခာမဲ့တဲ့အလုပ်တွေဒီကနေ့ဟာပို့ပြီးတော့များလာတယ်ဆိုတာဂျာနယ်တွေသတင်းစာတွေဖတ်လို့ရှင်ဓမ္မဆိုးတယ်ဆိုးလာတဲ့သတင်းတွေဟာဒီကနေ့ဟာပို့ပြီးတော့ရှိကတဲ့ပိုများလာတယ်လို့ဒီလိုပြောတလောရည်မဲ့ကြိုက်ထီးရုပ်ပဲမှာနိုင်ငံညာဓမ္မပြေလားလေတဲ့အမျိုးသမီးတယောက်ရိတ်လောက်ခံရတယ်ဆိုတာခြံထဲမှာပါလာသေးတယ်ဒါတွေကရိုးနေတဲ့သတင်းမျိုးတွေကိုဖြစ်လာအဲ့ဒါလို့လူတွေရဲ့ဇေယိုက်ဆိုးဟာတိုးလို့သာလာတယ်ရော့သွားတာဆိုမရှိဘူးဇေယိုက်ဆိုးတွေများတဲ့များလာတယ်ဒါကကိုတိလက်ရောက်ကျွလွန်တဲ့ကာယဒုစရိုက်လို့ဆိုတဲ့ဇေယိုက်ဆိုးနောက်တစ်ခါဝစီဒုစရိုက်လို့ခေါ်တဲ့နှုတ်ဖြင့်ပြောဆိုတဲ့ဇေယိုက်ဆိုးတွေကြတော့ဘယ်နေရာမှာလိန်သွားတယ်တရားယုံနေမှာတက်ပြီးတော့မဟုတ်တမ်းတရားပြောပြီးတစ်ဖက်သားဒုက္ခရောက်အောင်လိန်ထွက်တယ်မတရားသဖြင့်လိန်လဲလှည့်ပြားပြီးတော့မလုပ်ဘဲနဲ့လှုပ်တယ်လှုပ်တာကြတော့မလုပ်ဘူးလို့အဲ့ဒါလို့လိန်လီလီစားတစ်ဖက်သားအကျိုးပြက်အောင်လှုပ်တာမျိုးတွေကလည်းမုတ္တဝါဒဆိုတာတွေလည်းအများကြီးမှန်သောစကားပြောဖို့ဆိုတာအလွန်ရှားလာပြီးတော့လိန်လီမှုတွေကလည်းများပြားပြီးတော့ကြဘယ်မှာလိန်သွားတဲ့တော့ကြဘာလှုပ်သွားတဲ့နဲ့ဆိုတဲ့သတင်းတွေဟာကဘာနှံ့အလွန်ကိုများလာဒါလည်းနှုတ်နဲ့ပတ်သက်တဲ့ဇေယိုက်ဆိုးတစ်ခုပဲပိသုဏဝါစာတစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်နိုင်ငံနဲ့တစ်နိုင်ငံတဦးနဲ့တဦးမတက်အောင်ခုံတိုက်တယ်နော်ခြုံပေးတယ်ဆိုတာမျိုးတွေပေါ့နော်ခြုံနဲ့မှတယ်ခြုံလိုက်တယ်ဒုက္ခရောက်အောင်တဦးနဲ့တဦးကွဲပြဲသွားအောင်လုပ်တယ်အဲ့ဒီလိုပိသုဏဝါစာလို့ခေါ်တဲ့ဒုစရိုက်ဆိုးစရိုက်ဆိုးဖရုဒဝါစာဆိုတဲ့ကြမ်းကြမ်းထန်ထန်ဆဲကြီးတိုင်းထွာအာမနာပပြောတယ်ဆိုတဲ့စရိုက်ဆိုးတန်ဖပလာပကောင်းကျိုးချမ်းသာကိုမဖြစ်စေတတ်တဲ့မပြောသေးမပြောလိုက်တဲ့တရားလက်လွတ်စကားတွေအကျိုးမဲ့စကားတွေကိုပြောဆိုခြင်းဆိုတဲ့စရိုက်ဆိုးတွေဒီကနေ့မှာအမိုက်မျိုးဖြစ်နေကြတဲ့လူလောကတွေခြားမှာဆိုရင်များတဲ့များလာတာဖြစ်တယ်ပေါ့အဲ့ဒါလို့ဇေယိုက်ဆိုးတွေဟာဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့ရပ်တန့်သွားတယ်လို့မရှိဘူးပို့ပြီးတော့သာများလာကြတယ်ပေါ့ဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့ဇေယိုက်ဆိုးတွေဟာလောကမှာများတဲ့များလာအဲ့ဒါလို့ဝစီဒုစရိုက်လို့ဆိုတဲ့အပြောဆိုနဲ့ပတ်သက်တဲ့ဇေယိုက်ဆိုးတွေဟာလည်းကဘာကြီးကိုလွှမ်းမိုးထားတယ်လို့ရှိလာနောက်ပိုင်းရောက်လာတဲ့အခါဇေယိုက်ဆိုးလို့တော့မသိရလောက်လောကမှာခေတ်စားနေတဲ့အရာတွေဖြစ်ပေါ်ပြီးတော့ဒီလိုဆိုတယ်ပေါ့ဟောနောက်တစ်ခုကျတော့စိတ်ဓာတ်ကဖြစ်ပေါ်နေတဲ့ဇေယိုက်ဆိုးတွေဆိုတာရှိသေးတယ်စိတ်ထဲမှာဖြစ်တဲ့ဇေယိုက်ဆိုးဆိုတာအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မနောဒုစရိုက်ဆိုတဲ့ဇေယိုက်ဆိုးအဘိဇ္ဇာဆိုတာဟာသူများပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့လောဘနဲ့ကြံတွေးမှုသူများပစ္စည်းကိုမှသူများပစ္စည်းကိုရှေးရှုကြံစည်စိတ်ကူးပြီးရဖို့ကြိုးစားတဲ့စိတ်ထဲကကြံရွံနဲ့ပဲမကောင်းကျိုးကိုဖြစ်ပေါ်စေနိုင်တာဖြစ်သောကြောင့်အလွန်ဆိုးဝါးတဲ့ဇေယိုက်ဆိုးရိုးရိုးကိုယ်ပစ္စည်းကိုလိုချင်တာတို့အလားတူပစ္စည်းမျိုးလိုချင်တာတို့ကရိုးရိုးလောဘဒါကြတော့ဆိုးဝါးတဲ့ဇေယိုက်ဆိုးတစ်ခုဖြစ်လာ
ဗျာပါဒဆိုတဲ့ဇေယိုက်ဆိုးဟာအချင်းချင်းမုန်းတီးယုံမျှမကဘူးဘယ်သူဖြင့်ဒုက္ခရောက်သွားပါစေသေသွားပါစေပျက်စီးသွားပါစေအခုခေတ်ပြောတဲ့လူတယောက်ကိုအချွန်နဲ့မလိုက်တာတို့ဒီလိုဟာမျိုးတွေပေါ့အဲ့ဒါလို့လူတယောက်ပျက်စီးအောင်လုပ်လိုက်တာပျက်စီးစေလိုတဲ့စိတ်ဓာတ်တွေနဲ့ကြံစီတွေးတောတာအဲ့ဒါတွေကဗျာပါဒလို့ခေါ်တယ်ဒီဇေယိုက်ဆိုးတွေဟာလဲလောကကြီးထဲမှာလွှမ်းမိုးလာတယ်ပေါ့ဟောနောက်တစ်ခုကတော့မိစ္ဆာဒိဋ္ဌိကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့ဇေယိုက်ဆိုးအဲ့ဒါလည်းလောကကြီးမှာညှင်းပယ်လာပြီကောင်းတာလုပ်သည်ဖြစ်စေမကောင်းတာလုပ်သည်ဖြစ်စေကောင်းကျိုးဆိုးကျိုးတွေရဲ့အပြစ်ကိုအကျိုးတရားကိုမခံစားရဘူးဆိုပြီးတော့ကိုလုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးအကောင်းအဆိုးအကြောင်းအကျိုးဆိုတာခွဲခြားစီစစ်ခြင်းမရှိဘူးကောင်းတယ်မကောင်းဘူးဆိုတဲ့ကံတရားကိုလက်ခံယုံကြည်ခြင်းမရှိဘဲနဲ့အဆိုးတရားတွေကိုသာကြိုးစားလုပ်ကင်နေကြတဲ့ခေတ်မျိုးရောက်လာဟောတာမနောတုဇေယိုက်လို့ခေါ်တယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ဇေယိုက်ဆိုးပေါင်း10မျိုးလို့ပြောတာနော်လူလောကမှာလွှမ်းမိုးနေတဲ့ဒီဇေယိုက်ဆိုးတွေဟာအင်တမဘုရားဘာသာနိုင်ငံလူနိုင်ငံများတောင်ချင်းနှင်းဝင်ရောက်လာပြီးလူတွေရဲ့စိတ်တွေထဲမှာအခုလိုဇေယိုက်ဆိုးတွေကလွှမ်းမိုးနေတယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမမရကြတဲ့တခြားနိုင်ငံတွေမှာဆိုရင်သူတို့အတွက်ဟာဇေယိုက်ဆိုးတောင်ဟုတ်ချင်မှဟုတ်တော့လောလောဆယ်သဘောမျိုးဖြစ်ပြီးတော့နောက်ဆုံးကြတော့ခိမိတယ်လို့တောင်ထင်ကောင်းထင်လာကြမှာကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်တွေကလည်းသူကိုယ်သူနော်ဓမ္မဆန်းသစ်တဲ့အမြင်လို့ထင်ကောင်းထင်လာမှာပဲအေးတကယ်တော့လောကမှာသူတော်ကောင်းတွေချမှတ်ထားတဲ့ကောင်းမြတ်တဲ့အကျင့်စရိုက်တွေဟာတဖြည်းဖြည်းကွယ်ပသွားပြီးတော့စရိုက်ဆိုးတွေဟာလူတွေရဲ့တဏ္ဍာမှာလူလောကကြီးမှာလွှမ်းမိုးလာနေပြီလို့ဆိုတာဟာသေသေးချာချာဆင်ခြင်စဉ်းစားကြည့်ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်စရိုက်ဆိုးတွေရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကကမ္ဘာကြီးရဲ့ငြိမ်းချမ်းမှုတွေပျက်စီးသွားတယ်လူတွေရဲ့လုံခြုံမှုတွေပျက်စီးသွားတယ်စိတ်ချမ်းသာမှုတွေပျက်စီးသွားတယ်လောကကြီးတစ်ခုလုံးဟာအေးချမ်းသာယာတဲ့သာယာမဲ့အစားစူပူလှုပ်ရှားပြီးတော့ကြောက်လန့်တကြားနေရမဲ့လောကကြီးအခြေအနေမျိုးတစ်ခုဖြစ်လာပြီပေါ့ဆုတ်ကပ်ကာလမှာအလွန်ပဲကြောက်စရာကောင်းလာတဲ့အခြေအနေမျိုးတစ်ခုဇေယိုက်ဆိုးတွေကဖြစ်ပေါ်လာစေတာဖြစ်တယ်ပေါ့အဲ့ဒီလိုဇေယိုက်ဆိုးတွေကိုဘယ်နည်းနဲ့ပျောက်ကွယ်သောဖြေရှင်းရမလဲဆိုတာလောကနီးမှာမရှိနိုင်ဘူးခொနတုန်းကစကြဝဠာမင်းကြီးလက်ထက်တုန်းကဆိုလို့ရှိရင်မပေါ်သေးခင်ဇေယိုက်ဆိုးတွေကိုမပေါ်ရအောင်ဘယ်အစထိန်လို့ဆိုရင်သူများပစ္စည်းမခိုးဖို့အစထိန်တယ်အဒနာနံဒနမနုပါတိတပံဒနာကျေးငွေမရှိတဲ့ပုဂ္ဂိုလ်တွေကိုဒနာကျေးငွေထောက်ပံ့ပေးရမယ်လို့ဆိုတယ်အဲ့ဒီထောက်ပံ့ပေးမှုမပြုလိုက်တဲ့အခါကျတော့စားစရာတောက်စရာမရှိတဲ့ပုဂ္ဂိုလ်ကဥမမတောင်းတော့သီလမဆောင်လို့အရိဏဒါနဆိုတာပေါ်လာဒီကနေ့ခေတ်မှာတောင်မှပဲတချို့နိုင်ငံတွေဟာအလောက်ကိုင်မရှိတဲ့ပုဂ္ဂိုလ်အစိုးရတွေကထောက်ပံ့ပေးထားတာဒီသဘောပဲပေါ့နော်ရဗုဒ္ဓရဲ့အဆုံးအမစာပေတွေထဲမှာစကြဝဠာမင်းနေလိုက်နာကျင့်သုံးမှုဟာတိုင်းပြည်မှာဆင်းရဲတဲ့ပုဂ္ဂိုလ်ကိုထောက်ပံ့ပေးထားတာဟာစကြဝဠာမင်းနေရဲ့ကျင့်ဝတ်လို့နောက်စကြဝဠာမင်းတွေကသူ့သားကိုယာတုလွှဲပြောင်းပေးတဲ့အခါဘာပြောလဲစကြဝဠာမင်းနေရဲ့ကျင့်ဝတ်ထဲမှာအရေးပါတဲ့ကျင့်ဝတ်တစ်ခုကဘာလို့ဆိုသူ့သားအတွက်မှားကြားချက်တစ်ခုကတော့မာတေတာတဝိသိတိအဓမ္မကာရောပုတ္တယိဋ္ဌာငါသားမင်းနိုင်ငံမှာမတရားတာတွေမဖြစ်စေနဲ့ဒီအဓိပ္ပာယ်ကအလုံးကိုကြီးမားတဲ့အဓိပ္ပာယ်ပဲနော်ဥပရိမဲ့လောက်ရတဲ့မတရားတဲ့လောက်ရတဲ့မင်းနိုင်ငံမှာမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ဒီစကားကိုစัจ जा မင်းကြီးကသူ့သားကိုမှားမာတေတာတဝိသိတိဝိသိတာဆိုတာနိုင်ငံတာတငါသားတေဝိသိတိမင်းနိုင်ငံမှာတဲ့အဓမ္မကာရောမတရားတဲ့အမှုတွေမာပုရိယိဋ္ဌမဖြစ်စေနဲ့မင်းနိုင်ငံမှာမတရားတဲ့လုပ်ရက်တွေ
မပေါ်စေနဲ့မဖြစ်အောင်ထိန်းလို့ဒီလိုဆိုလို့ဖြစ်လာလို့ရှိရင်ဖြည့်ရှင်းဖို့ရခက်သွားပြီဖြစ်လာပြီးမှလိုက်ဖြည့်ရှင်းခြင်းဟာအဖြေမဟုတ်တော့ဘူးဒါကြောင့်မို့မဖြစ်ခင်ကကြိုတင်ထိမ့်သိမ့်ဖို့ဆိုပြီးရှေးကစကြဝဠာမင်းတွေဟာဒီလိုပဲထိမ့်သိမ့်ဆောက်ရှောက်သူရဲ့တိုင်းသူပြည်သားတွေကိုဆုံးမဩဝါဒပေးတာဟာများများစားစားမဟုတ်ဘူးသူဆုံးမပေးတဲ့စကားလေးကရာဇဝမှုတွေကိုတားဆီးတဲ့အနေနဲ့သူဆုံးမဩဝါဒပါလဲဆိုရင်ပါနောနဟန္တဘောသရဝါတွေကိုမတတ်ကြနဲ့အဒိဏနာတိတဗံသူများပစ္စည်းကိုမတရားတဲ့နည်းနဲ့မယူချနဲ့မုတာနကာမေတုမိစ္ဆာနစရိတဗံကာမကိစ္စတွေမှာမှားယွင်းမကျင့်ကြနဲ့မုတာနဗဏိတဗံမုသားစကားတွေကိုမပြောကြနဲ့မစ္ဆာပါဏံနပတ္တဗံတေဤတရက်ကိုမတောက်ကြနဲ့လို့ဒီလိုဆုံးမဩဝါဒပေးဘာဖြစ်လို့တော့ဆိုရင်တေဤတရက်တောက်လိုက်တာနဲ့တပြိုင်နက်လူတွေဟာသူများတဲ့တတ်ဖို့ဆိုတာလဲမခဲရင်တော့ဘူးသူများဥစ္စာမတရားယူဖို့ဆိုတာလဲမခဲရင်တော့ဘူးသူတော်ဘာသားမယားစော်ကားပြစ်မှားဖို့ဆိုတာလဲမခဲရင်တော့ဘူးလိန်ပြောဖို့ဆိုတာလဲအလွယ်တကူဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လူလောကရဲ့အကျင့်စရိုက်ဆိုးတွေဘယ်လောက်ထိအောင်လွှမ်းမိုးနေတယ်ဆိုတာတန်ဝေကဖြစ်ပွားဖို့အမြဲတမ်းအရေးကြီးရဗုဒ္ဓရဲ့အဆုံးအမထဲမှာအဲ့ဒီလိုတန်ဝေကဖြစ်ဖွယ်ရာဟောကြားဆုံးမထားလို့ဒုစရိုက်လို့ဆိုတဲ့စရိုက်ဆိုးတွေကိုရှောင်ရှားလို့သူစရိုက်ဆိုတဲ့လမ်းကြောင်းကောင်းပေါ်မှာမှန်ကန်စွာတက်ရောက်ကြဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမမှာစရိုက်ဆိုးတွေကိုပယ်ရှားတဲ့နည်းဟာနံပါတ်1ကိုချင်းသီလပြည့်စုံအောင်လုပ်ခြင်းဟာစရိုက်ဆိုးတွေကိုပယ်ဖို့အတွက်အခြေခံအကြောင်းတစ်ခုဖြစ်တယ်ပေါ့ဘာဝသီလလုံခြုံအောင်ထိန်းခြင်းဖြင့်စရိုက်ဆိုးအချုပ်လုံခြုံစိတ်ချရပြီးတော့လူကောင်းသူကောင်းဖြစ်တယ်ဘာဝသီလလုံအောင်ထိန်းခြင်းအပြင်စရိုက်ဆိုးတွေအများကြီးယောနေပြီးတော့သွားနိုင်တယ်သို့တော့သီလနဲ့တင်စရိုက်ဆိုးတွေဟာသီလထိမ့်သိမ့်ရုံနဲ့ပဲစရိုက်ဆိုးတွေဟာအတော်အသင့်လုံခြုံပြီးတော့သွားသို့တော့လုံးဝစိတ်ချရတဲ့အနေအထားမျိုးရောက်လာလို့ဆိုမရောက်ဘူးကိုချင်းသီလဆိုတာမကြခင်ဖောက်ဖျက်ပြီးတော့စရိုက်ဆိုးတွေပြန်ပြီးတော့ထလာနိုင်တယ်ဒါကြောင့်မို့လို့သီလစောင့်တည်ခြင်းဆိုတဲ့အခြေခံရပြီးတဲ့အခါမှာသမာဓိလို့ဆိုတဲ့စိတ်တည်ငြိမ်မှုကျင့်စဉ်တစ်ခုကိုကျင့်ဖို့လိုတယ်ရသော်ဘုရားကတောင်းဖို့သီလဆိုတဲ့အခြေခံကိုရရှိအောင်လုပ်ပြီးတော့သမာဓိဆိုတဲ့ကျင့်စဉ်တစ်ခုကိုကျင့်အောင်သမာဓိနဲ့တင်လုံလောက်ပလားလို့ဆိုသမာဓိပြက်ပြားသွားလို့ရှိရင်လေဒီစရိုက်ဆိုးတွေဟာပြန်ပြီးတော့ဝင်ရောက်လာအောင်မှာပဲဖြစ်တယ်ဒါကြောင့်မို့သမာဓိနဲ့လည်းမလုံလောက်သေးဘူးပညာဆိုတဲ့တရားနဲ့မှစရိုက်ဆိုးတွေဟာလုံးဝပျောက်ကွယ်သွားမှာဖြစ်တယ်လို့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်တဲ့နည်းဟာနော်စရိုက်ဆိုးတွေကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမဖြင့်ဖယ်ရှားပစ်ခြင်းပဲဖြစ်တယ်အဲ့ဒီဖယ်ရှားမှုဖယ်ရှားတဲ့နည်းမှတပါးတခြားနည်းနဲ့ဖြည့်ရှင်းဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားမျိုးရတယ်ပေါ့ကာဝတိလကိုမကျိုးမပေါက်မပြောင်းမကြောက်အောင်ထိမ့်သိမ်းဆောင်ရှောက်မယ်ဆိုရင်ဆရာကြီးဆိုးတွေဟာကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာမှာမဟုတ်ဘူးအားလုံးသောလောကလူသားတွေဟာငါးပါးသီလလုံညမယ်ဆိုလို့ရှိရင်ခဏကြားနေရတဲ့သတင်းဆိုးတွေဟာကြားကြရမှာမဟုတ်လုံခြုံစိတ်ချသွားရမယ်အနေအထားမျိုးရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသောတာပန်ဖြစ်ပြီးဆိုတဲ့ပုဂ္ဂိုလ်တွေသောတာပန်ဆိုတဲ့အဆင့်ကိုဘယ်ကနေစပြီးတော့သတ်မှတ်တုံးလို့ဆိုအရိယကန္တသီလအရိယသူတော်စင်တွေမျက်မျက်နှိုးနှိုးထိမ့်သိမ့်ဆောက်ရှောက်တဲ့သီလဆိုတာ၅ပါးသီလကိုခေါ်တယ်ဘယ်လောက်ထိအောင်မျက်နှိုးတုံးဆိုအသက်တက်ပို့ပြီးတော့မျက်နှိုးတယ်လို့အသက်တက်ပို့ပြီးတော့မျက်နှိုးအောင်ထိမ့်သိမ့်ဆောက်ရှောက်ကြတယ်အဲ့ဒီ၅ပါးသီလကိုခြေခံပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမလမ်းညွှန်ချက်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်သုံးခြင်းဖြင့်သာလဲလောကမှာဇယိုက်ဆိုးတွေကိုလျှော့ချနိုင်တယ်ဆိုပါစို့
ကဘာကျော်ဖိမ့်ဖိမ့်တုံအောင်ကြောက်နေရတဲ့။ထက်တုံးကလူသက်သမားကြီးအင်္ဂုလိမာလာဆိုတာအလုံးကြားဖို့ကြ။တော်တွင်ဖြတ်တန်းသွားလာတဲ့ပုဂ္ဂိုလ်ဆိုရင်ဘယ်သူကမှမလွတ်ရအောင်တပ်ဖြတ်နိုင်စွမ်းရှိတဲ့ခွန်အားဗလာလည်းအမတန်ကောင်းတဲ့တယောက်ထီးကြီးစိုးနေတဲ့လူသက်သမားကြီးအဲ့ဒီလူသက်သမားကြီးရဲ့တတ်မှုဖြတ်မှုရာဇဝမှုကြီးကိုဘယင်ကိုယ်တိုင်ကတောင်ရပ်တန့်သွားအောင်မလုပ်နိုင်ဘူးကောသလမင်းကြီးကရပ်တန့်ဖို့ဆိုပြီးတော့ကြိုးစားပြီမဲ့လို့ तू မလုပ်ရဲဘူးနော်အလွန်ကြောက်လန့်တယ်အင်္ဂုလိမာလဇလန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသာသူ့ရဲ့ရာဇဝမှုပါဏာတိပါဒအမှုကြီးကိုဇေယိုက်ဆိုးကြီးကိုရပ်တန့်သွားအောင်လုပ်ပေးတာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဒီတောအုပ်ကြီးကိုကြွသွားတဲ့အခါမှာအင်္ဂုလိမာလဆိုတဲ့လူဆိုးကြီးကဓာထမ်းပြီးတော့မြတ်စွာဘုရားကိုတတ်မဲ့လိုက်တယ်အဲ့လိုလိုက်တဲ့အခါမှာမြတ်စွာဘုရားနဲ့သူနဲ့ဟာမလန့်မကန့်အနေထားလေးမှရှိတော့မြတ်စွာဘုရားရဲ့ဘုံတကိုးကြောင့်သူဟာဘလောက်ပြေးလိုက်ထိတဲ့နိကပ်ပြီးတော့ဘုရားနာမရောက်လာမရောက်သည့်အတွက်ကြောင့်မိုင်မောင်းရှိဝေးလာတဲ့အခါမှာသူဖတ်မောလာမြတ်စွာဘုရားကတော့ပုံမှန်ကြွနေတာသူကပြေးလိုက်ရတာမောနေအခုခေတ်လမ်းလျှောက်ဆက်ပေါ်တက်ပြီးလမ်းလျှောက်တဲ့လူလိုပဲနော်ရှေ့လည်းမရောက်ဘူးအဲ့ဒီလိုပဲလမ်းလျှောက်ဆက်ပေါ်ရှောက်နေတဲ့လူတယောက်ဟာမောသွားပဲရှေ့တထွာမှမတူဘူးအဲ့ဒါမျိုးလို့အင်္ဂုလိမာလာမြတ်စွာဘုရားရဲ့အစွမ်းတကူကြောင့်ဘုရားနာကိုမကတ်နိုင်မောနေအောင်နောက်ကလိုက်ရတဲ့အခါသူကမောလာတော့ဘာလုပ်လဲဆိုရင်အော်ပြီးတော့လှမ်းပြောလိုက်တယ်တိဋ္ဌသမဏကိုရောရက်လိုက်ဆိုပြီးတော့အော်တာအဲ့ဒီကြတော့မြတ်စွာဘုရားကလှည့်ပြီးတော့ပြောလိုက်တယ်ငါကရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်ဆိုတဲ့စကားကိုပြောလိုက်တာအဲ့ဒီစကားတခွန်းဟာသူ့ရဲ့နှလုံးသားကိုထိခိုက်ပြီးတော့သွားငါကရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်လို့မြတ်စွာဘုရားပြောလိုက်တဲ့စကားသူ့အဖို့မှာအဓိပ္ပာယ်ပြည့်ဝရှိသွားတဲ့စကားတစ်ခုအဲ့တော့မြတ်စွာဘုရားကသူကသွားနေရတဲ့နဲ့ငါရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်လို့ဆိုတဲ့စကားဟာသူ့အတွက်စဉ်းစားစရာစကားဖြစ်လို့ဒီအဓိပ္ပာယ်ကိုသူကသိချင်လာလိတဲ့အတွက်ကြောင့်သူ့ထဲမှာရှိတဲ့လက်နက်တွေကိုကွန်ဆွတ်ပစ်ပြီးတော့ဒီအဓိပ္ပာယ်ကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားရှင်းပြတယ်ငါဟာသူများအသက်ကိုတတ်ချင်းလို့ဆိုတဲ့ဒုစရိုက်လုပ်ငန်းသူများအသက်ကိုတတ်ချင်းစားတဲ့ဒုစရိုက်လုပ်ငန်းတွေအကုသိုလ်တွေငါအကုန်လုံးရပ်ပစ်လိုက်ပြီမင်းကမရပ်သေးဘူးဒါကြောင့်မို့လို့ငါကရပ်ထားပြီးပြီမင်းမရပ်သေးတာဘူးမင်းရပ်ဖို့လိုတယ်လို့ငါပြောတာလို့ဆိုသိသဘောကျသွားတယ်အဲ့ဒီလိုသဘောကျသွားတဲ့အခါပညာရှိတော့စဉ်းစားတတ်တယ်စဉ်းစားတတ်လို့ဘုရားရှိဒူးထောက်ပြီးတော့သူ့ဘဝလူဆိုးကြီးဘဝကနေပြီးတော့မြတ်စွာဘုရားကိုတောင်းပန်ပြီးတော့သာသနာ့ဘောင်ဝင်တဲ့သူတော်စင်ယဟန်ဘဝကိုချက်ချင်းပြောင်းလိုက်တယ်ပြတ်သားတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့လိုလုပ်ရင်လည်းအဆိုးဟာကန်းကုန်အောင်လုပ်ကန်းကုန်အောင်ဆိုးတယ်ကောင်းသွားပြီဆိုလို့ရှိရင်လည်းအဲ့ဒီအဆိုးတန်တရားကလုံးဝထွက်သွားလောကမှာမပြတ်သားတဲ့လူတွေကသာဒုစရိုက်အလုပ်ကိုပယ်ဆုံးဖို့တော်တော်ခက်ခဲနေတယ်ပြတ်သားတဲ့ပုဂ္ဂိုလ်တွေညံထက်တဲ့ပုဂ္ဂိုလ်တွေကြတော့ပြတ်သားသားစွန့်လွတ်တယ်ပြတ်သားခံယူတယ်အေးတချို့ပုဂ္ဂိုလ်တွေကြည့်နေအရက်တောက်တယ်တော့ကြအရက်ရှောင်တယ်ဆိုဘုရားကိုလှူပြီးပြီတော့ကြပြန်တောက်ပြန်ပြီနော်ဘုရားကိုလှူလိုက်ပြန်တောက်လိုက်ဘုရားကိုလှူလိုက်ပြန်တောက်လိုက်နဲ့မပြတ်သားတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါလိုပဲဒုစရိုက်ထဲမှာတန်တရားလဲနေတတ်တယ်အင်္ဂုလိမာလာကအဲ့လိုပုဂ္ဂိုလ်မျိုးမဟုတ်ဘူးမဟုတ်တာသိလိုက်တာနဲ့တပြိုင်နက်လုံးဝရဆိုင်ပစ်လိုက်တယ်ရပ်ပစ်လိုက်တယ်မြတ်စွာဘုရားကငါရပ်ထားပြီးမင်းမဲ့ရပ်ဖို့လိုတယ်ဆိုတာနဲ့တတ်ချင်းပြတ်ချင်းအလုပ်တွေကိုလုံးဝရပ်လိုက်တာဖိမ့်မိန်တုံအောင်ကြောက်နေရတဲ့လူဆိုးကြီးရဲ့ဘေးရန်အဲ့ဒီမှာပဲရပ်ဆိုင်သွားတယ်မဟုတ်လားမြတ်စွာဘုရားရဲ့ဆုံးမစကားဟာဒုတ်တွေဓာတ်တွေလှန်နေမပါဘဲနဲ့လူဆိုးတယောက်ကိုလိမ္မာယဉ်ကျေးတော့ဆိုဆုံးမနိုင်တာဒါကြောင့်မို့
လောကမှာဇေယိုက်ဆိုးတွေဖယ်ရှားနိုင်ဖို့ဆိုတာမြတ်စွာဘုရားအဆုံးအမသာလဲသာဝရဖယ်ရှားမှုကိုဖြစ်နိုင်တာလို့ဒီလိုဆိုလို့တယ်တာမန်ဖယ်ရှားမှုတွေနဲ့မဖြစ်နိုင်ဘူးဟောခိုးဝဲနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲထို့တူပဲမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကဒီတရားပွဲလာပြီးတော့စေတော်အကြောင်းမှာမြတ်စွာဘုရားတရားဟောနေတဲ့အခါမှာတရားပွဲလာတဲ့ပရိသတ်တွေထဲမှာကပိုင်းနိုင်2ယောက်ပါလာတယ်ကပိုင်းနိုင်2ယောက်ပါလာပြီးတော့အလစ်ကိုပစ္စည်းနိုင်ဖို့ကပိုင်းနိုင်ဖို့ကြိုးစားနေကြတယ်အဲ့ဒီကြိုးစားတဲ့2ယောက်ထဲကတယောက်ကတော့သူနိုင်ရမယ့်နေရာကိုသူကအကွက်ကောင်းချောင်းနေတယ်နောက်တစ်ယောက်ကတော့ဘာလို့လို့မြတ်စွာဘုရားဟောနေတဲ့တရားကိုနားဆိုင်ပြီးတော့ထောင်လိုက်တဲ့အချိန်ကစပြီးကပိုင်းနိုင်ခြင်းဆိုတဲ့အဋ္ဌိနာဒါနအလုပ်ကိုသူကလုံးဝဆွန့်လွတ်လိုက်ခိုးတစ်ယောက်ကတော့နိုင်ဖို့ပဲချိနေနော်အဲ့တော့သူတို့2ယောက်မှာကပိုင်းနိုင်ပြီးပြန်လာတဲ့လူကအိမ်ပြန်ရောက်တဲ့အခါမှာသူကကပိုင်းနိုင်လို့ရလာတဲ့ငွေကြေးနဲ့သားသမီးတွေအလယ်မှာစားလို့တောက်လို့အဲ့နိုင်မှုကိုလုံးဝဆုံးလွတ်လိုက်သူကလူနာအဖြစ်ရှုတ်ချပြောဆိုနော်တကယ်ကတော့သူတော်ကောင်းဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုကြားနာလေရလို့အာရိဏဒါနဆိုတဲ့အလုပ်ကလုံးဝရှောင်ကျင်လိုက်တယ်ဒီပုဂ္ဂိုလ်ဟာဒီလိုပြောင်းလဲသွားတာတွေဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့မှသာလဲပြောင်းလဲဖြစ်ပေါ်စေတာဖြစ်တယ်ပေါ့လောကကြီးမှာဆိုးဘေးဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းပြောင်းလဲသွားတယ်ဆိုပါစို့အနာရဝိတထေးကြီးရဲ့တူတယောက်ခေမကတထေးဆိုတာရုပ်ကလည်းမတန်ချောရုပ်ကချောတဲ့အခါမှာသူရဲ့ဆူတောင်းကလည်းပါတယ်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးဂုဏ်သိက္ခာမဲ့တဲ့အလုပ်တွေကိုသူကလုပ်တယ်ဘုရင်ကနေဖမ်းလိုက်တယ်တထေးကြီးကိုအားနာတယ်ဆိုပြီးတော့တထေးကြီးရဲ့မျက်နှာကြည့်ပြီးသူ့ကိုပြန်လွတ်ပေးတယ်အဲ့ဒါလို့ပြန်လွတ်ပေးတာ2ကြိမ်3ကြိမ်ရှိပြီဆိုတော့အနာရဝိတထေးကြီးကသူ့ကိုမြတ်စွာဘုရားစီခေါ်သွားပြီဒီကောင်ကိုချင်းတရားမကောင်းဘူးကာမိတုမိစ္ဆာစာရတွေကျူးလွန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုဆုံးမဖို့ဆိုပြီးခေါ်သွားတယ်ခေါ်သွားတော့မြတ်စွာဘုရားကတခါပဲဆုံးမလိုက်ရတယ်လုံးဝကျွတ်ပြီးတော့ယဟန်ဝတ်သွားတယ်နောက်ဆုံးမှယဟန္တာဖြစ်သွားတဲ့အနေအထားမျိုးရဒါကြောင့်မို့ဇေယိုက်ဆိုးတွေဆိုတာမြတ်စွာဘုရားအဆုံးမရမှသာလင်ဇေယိုက်ဆိုးတွေဟာပျောက်ကင်းတော့မှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဆုံးမလိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားအဆုံးအမနဲ့ပဲဇေယိုက်ဆိုးတွေဟာဖယ်ရှားပြီးဖြစ်သွားတယ်ပေါ့ဒီလိုပဲလိန်လေစားတော့တဲ့ပုဂ္ဂိုလ်တွေလည်းပဲမြတ်စွာဘုရားနဲ့တွေ့တဲ့အခါလိန်လွန်ခြင်းဆိုတာမလုပ်တော့ဘူးအယက်သမားတွေလည်းအယက်ပြတ်ပြီးတော့သွားကြတယ်အဲ့ဒါလို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့တာလူလောကမှာရှိကြတဲ့ဇေယိုက်ဆိုးတွေဟာဖယ်ရှားပြစ်နိုင်တာဖြစ်တယ်လုံးဝဖယ်ရှားနိုင်ဖို့ကြတော့မြတ်စွာဘုရားအဆုံးအမတဲမှာအရေးပါတဲ့အကျင့်တစ်ခုကိုယ်တိုင်ကျင့်ကြမှာဖြစ်တယ်အဲ့ဒီကိုယ်တိုင်ကျင့်ရမယ့်အကျင့်ကတော့ဘာလို့ဆိုရင်သီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ300နဲ့ဖွဲ့စည်းထားတဲ့မဂ္ဂင်7ပါးအကျင့်တရားပဲဖြစ်တယ်မဂ္ဂင်7ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်ခြင်းအပြင်လုံးဝအမြစ်ပါမကြံဇေယိုက်ဆိုးတွေကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့သီလကိုအခြေခံထားရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတဲ့မဂ္ဂင်3ပါးဟာကိုကျင့်သီလကိုပြည့်စုံအောင်ရင်လုပ်ပြီးတော့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သမာဓိကျင့်စဉ်နဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့ပညာအဆင့်ကိုရှားလိုက်ပြီးဒီအကျင့်ကိုကျင့်လို့သီလအခြေခံလို့သမာဓိကိုကျင့်သမာဓိကိုကျင့်လို့ဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားပြီအဲ့ဒီလိုဝိပဿနာဉာဏ်အဆင့်ရောက်သွားလို့နောက်ဆုံးမှာသောတာပန်ဆိုတဲ့ပထမအဆင့်ကိုရောက်သွားပြီဆိုရင်ဇေယိုက်ဆိုးဟာဘယ်တော့မှမလာနိုင်လောက်အပြည့်အဖယ်ရှားပြစ်လို့ရသွားအဲ့ဒီဇေယိုက်ဆိုးတွေထဲမှာသောတာပန်ဖြစ်သွားလို့ရှိရင်ဇေယိုက်ဆိုးဘယ်နှမျိုးကိုဖယ်ရှားလိုက်နိုင်သလဲလို့ဆိုလို့ရှိရင်သောတာပန်ဖြစ်သွားရင်ပါဏာတိပါဒဆိုတဲ့သူများတတ်တဲ့ဆိုတဲ့ဇေယိုက်ဆိုးအဒိဏဒါနသူများပစ္စည်းကိုမတရားယူတဲ့ဇေယိုက်ဆိုးမိစ္ဆာစာရကာမေတုမိစ္ဆာစာရကာမကိစ္စမှာဂုဏ်သိက္ခာမဲ့တဲ့ဇေယိုက်ဆိုးမုတာဝါဒလိန်ဒီပြောဆိုပြီးသူတစ်ပါးအကျိုးပြအောင်လုပ်တတ်တဲ့ဇေယိုက်ဆိုး
မိစ္ဆာဒိဋ္ဌိကံကံဤအကျိုးကိုညှင်းပယ်တဲ့မနောတုဇေယိုက်ဆိုတဲ့ဇေယိုက်ဆိုအားလုံးဒီ၅ခုဟာသောတပန်ဖြစ်သွားတာနဲ့လုံးဝကင်းသွားဒါကြောင့်မို့ဒီဇေယိုက်ဆိုတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမမှာသာလုံးဝဖယ်ရှားနိုင်တဲ့နည်းစနစ်တွေရှိတယ်ပေါ့သောတပန်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဘယ်တော့ခါမှပါဏာတိပါဒဆိုတဲ့ဇေယိုက်ဆိုသူတဏ္ဍမှာပြန်ရောက်မှာမဟုတ်ဘူးအာဒိဏဒါနဆိုတာလည်းဘယ်တော့မှပြန်မဖြစ်တော့ဘူးကာမေတုမိစ္ဆာစာရဆိုတာလည်းဘယ်တော့မှပြန်မဖြစ်ဘူးမုသဝါဒတို့မိစ္ဆာဒိဋ္ဌိတို့ဆိုတာလည်းဘယ်တော့မှပြန်မဖြစ်ဘူးသောတာပတ္တိမဲ့နဲ့ပယ်ရှားလိုက်သည့်အတွက်ကြောင့်သောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီဇေယိုက်ဆို၅မျိုးဟာလုံးဝကင်းသွားတယ်ဒီလိုဆိုဒါကမြတ်ဗုဒ္ဓရဲ့အဆုံးအမမှာသာရှိတယ်လောကကြီးမှာရှိတဲ့ဒီကနေ့ခေတ်ဘယ်ကဘာဘယ်နိုင်ငံမှာမှအခုလိုဇေယိုက်ဆိုးတွေကိုပျောက်ကင်းအောင်လုပ်နိုင်တဲ့နည်းစနစ်ဆိုတာမရှိဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမထဲမှာသောတာပန်ဖြစ်အောင်ကျင့်ခြင်းအပြင်အခုလိုဇေယိုက်ဆိုး၅မျိုးဖယ်ရှားပြနိုင်တယ်တဂရကံဖြစ်ပြီးတော့အနာဂံဖြစ်လိုက်တာနဲ့တပြိုင်နက်ပိတုဏဝါစာဆိုတဲ့ဂုံတိုက်တဲ့စကားမျိုးတွေဖရုဒဝါစာဆိုတဲ့ကျမ်းမ်းစွာဆယ်ရည်တိုင်းထွာတဲ့စကားမျိုးတွေဗျာပါဒဆိုတဲ့တစ်ဖက်သားသိကြည်ပျက်စီးအောင်တွေးတောကြံစည်တယ်ဆိုတဲ့မနောတုဇေယိုက်မျိုးတွေအဲ့ဒီ၃မျိုးဟာအနာဂံဖြစ်သွားတာနဲ့တပြိုင်နက်ဒီဇေယိုက်တွေလုံးဝပြောက်ကွယ်သွားတယ်အနာဂံပုဂ္ဂိုလ်တယောက်ဟာဘယ်တော့ခါမှသူများတဦးနဲ့တူမတည့်အောင်ဂုံတိုက်တာမလုပ်ဘူးတစ်ဖက်သားစိတ်ဆင်းအောင်ကြမ်းတမ်းနဲ့ဆဲရည်တဲ့စကားကြမ်းတမ်းတဲ့စကားဘယ်တော့မှမပြောဘူးတဲ့တစ်ဖက်သားကိုပြက်လို့ပြက်စီးဘယ်တော့မှဒေါသနဲ့ကြံတွေးတာမျိုးမလုပ်ဘူးတဲ့ဟောအနာဂါမိမက်ကိုရလိုက်တာနဲ့တပြိုင်နက်ဟောဒီဇေယိုက်ဆို၃မျိုးဟာလုံးဝကင်းသွားတယ်လို့ဒီလိုဆိုတာနောက်တစ်ခါယဟန္တာဖြစ်လိုက်တာနဲ့တပြိုင်နက်အရတ္တမက်ကတန်ဖတ်ဖလာပအကျိုးမရှိတဲ့စကားတွေကိုပြောဆိုမှုဆိုတဲ့ဇေယိုက်ဆိုအဘိဇာလို့ခေါ်တဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုလောဘနဲ့တွေးတဲ့ဇေယိုက်ဆိုအဲ့ဒီနှမျိုးဟာစတုထမဲ့လို့ဆိုတဲ့အရတ္တမဲ့နဲ့ဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်ဘယ်တော့အခါမှသူတဏ္ဍပြန်ပြီးတော့မဖြစ်တော့ဘူးအလုံးပေါင်းလိုက်တဲ့အခါကျတော့သောတာပန်ဖြစ်ရင်ဇေယိုက်ဆို၅မျိုးကအပြည့်တိုင်လွတ်တယ်တဂရကံဆိုတာကြတော့ယောဘယုံမဲ့လုပ်တယ်အနာဂံဖြစ်လာတာနဲ့တပြိုင်နက်ဇေယိုက်ဆို၃မျိုးပိတုဏဝါစာဖရုဒဝါစာဗျာပါဒဆိုတဲ့ဇေယိုက်ဆို၃မျိုးလုံးဝအမြစ်ပါမကြံကုံစင်အောင်ဖယ်ရှားပြနိုင်တယ်ယန္တာဖြစ်လိုက်တာနဲ့တပြိုင်နက်တမ္ဖပလာပဘိဇာဆိုတဲ့ဒီဇေယိုက်ဆို၂ခုဟာလုံးဝသူတဏ္ဍမှာမပေါ်အောင်ဖယ်ရှားပြလိုက်တယ်အားလုံးဟာအဆင့်၃ဆင့်နဲ့ဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်ယဟန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့မှလူတူတယောက်ရဲ့တဏ္ဍမှာရှိတဲ့အကျင့်ဇေယိုက်ဆိုးတွေဟာလုံးဝကင်းသွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဇေယိုက်ဆိုးများကိုမြတ်ဗုဒ္ဓ၏အဆုံးအမဖြင့်ဖယ်ရှားခြင်းဆိုတာအခုလို့သောတာပန်ဖြစ်ပြီးတော့သောတာပတ္တိမဲ့နဲ့ဖယ်ရှားတာအနာဂံဖြစ်လို့အနာဂါမိမဲ့နဲ့ဖယ်ရှားတာယဟန္တာဖြစ်လို့အရတ္တမဲ့ဖြင့်ဖယ်ရှားခြင်းသာလျှင်ဇေယိုက်ဆိုးတွေလုံးဝကင်းဝေးသွားနိုင်တယ်။တာမန်ကိုချင်းသီလဖြင့်ဇေယိုက်ဆိုးကိုထိန်းထားနိုင်တယ်။သမာဓိဖြင့်ဇေယိုက်ဆိုးကိုထိန်းထားနိုင်တယ်။ပညာဆိုတဲ့မဲ့နဲ့မှာဇေယိုက်ဆိုးတွေဟာလုံးဝပျောက်ကင်းတယ်ဆိုတဲ့ဒီနည်းစနစ်တွေဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေမှာရှိတာဖြစ်သောကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြင့်သာလျှင်လောကမှာရှိတဲ့ဇေယိုက်ဆိုးတွေကိုဖယ်ရှားပြနိုင်တယ်ဆိုတာမှတ်သားနိုင်ယူကြပြီးမိမိတို့တဏ္ဍမှာရှိနေတဲ့ဇေယိုက်ဆိုးတွေရှိမရှိဆင်ញင်သုံးသပ်ပြီးရှိနေတဲ့ဇေယိုက်ဆိုးတွေကင်းဝေးအောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့သီလသမာဓိပညာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုန်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီမှန်ကန်တဲ့အတွေ့မှန်ကန်တဲ့အမြင်တွေနဲ့အဆုံးအမကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဇေယိုက်ဆိုးတွေမှာကင်းဝေးနိုင်ကြပါစေကုန်သတည်း